Xiaomi ဖုန်းကိုသုံးတဲ့သူတိုင်း Xiaomi အကောင့်ရှိသင့်ပါတယ် Xiaomi အကောင့်ကိုကျွန်တော်တို့ site ဒီမှာ1000ပေးရမယ့်စာကိုယ်တိုင်အကောင့်ဖွင့်တဲ့နည်းလေးကိုဒီဗီဒီယိုလေးမှာအားလုံးအတွက်ကျွန်တော်ကနေပြီးတော့ညှပေးပါမယ်ခင်ဗျ Xiaomi အကောင့်ဖွင့်မှုအတွက်ကျွန်တော်တို့ကပထမဆုံးနေ့ဖြင့် Chrome browser ထဲဝင်လိုက်ပါ Chrome browser ထဲဝင်ပြီးလို့ရှိရင်ဒီအပေါ်ဆုံးက set Google နေရာမှာကျွန်တော်တို့ကနေပြီးတော့ Xiaomi account.com ဆိုပြီးတော့တစ်ချက်ရိုက်လိုက်ပါအဲ့တော့ဒါမှကျွန်တော်ရိုက်မယ်ပေါ့နော် HIAOMI Xiaomi account.com ACCOUND account ပြီးလို့ရှိရင် .com အဲ့လိုမျိုးလေးတစ်ချက်ရိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ချက်ရှာလိုက်ပေါ့နော်ပြီးလို့ရှိရင်ဒီနားလေးမှာရှိနေတဲ့ Xiaomi account ဆိုတော့ကျွန်တော်တို့တစ်ချက်နှိပ်လိုက်ဒီလိုမျိုးလေးကြာလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ပေါ့နော်ဒီနားလေးမှာရှိနေတဲ့ create account ဆိုတာအဲ့လိုတစ်ချက်နှိပ်ပေးပါ create account ကိုကျွန်တော်တို့နှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီနားလေးမှာရှိနေပေါ့နော်ဒီနားအပေါ်မှာပေါ်နေတဲ့ United States ဆိုတာကိုကျွန်တော်တို့ကမြန်မာလို့ပြောင်းပေးပါNYANMAR မြန်မာဆိုပြီးတော့မြန်မာ95ကိုပြောင်းလိုက်ပြီးလို့ရှိရင်ဒီနားလေးမှာကိုယ့်ရဲ့ပေါ့နော် Gmail ပေါ့ Gmail တို့မဟုတ် email ပေါ့အဲ့တော့ကျွန်တော်တို့ Gmail လေးကိုတစ်ချက်ထည့်ပေးလိုက်ပါတော့ကိုယ့်ရဲ့ Gmail ကိုထည့်ပြီးလို့ရှိရင်ဒီနားလေးမှာကျွန်တော်တို့ Xiaomi ဖုန်းများအတွက် password ပေါ့နော် Gmail ရဲ့ password မို့ password အသစ်ကိုကျွန်တော်တို့ပေးမယ်ပေါ့နော်အဲ့တော့ password အသစ်ကိုကျွန်တော်တို့ပေးမယ်အဲ့တော့ password ကိုအသုံးပြုဖို့ဒီလိုပုံစံမျိုးလေးတွေနဲ့သူကအသုံးပြုရမယ်လို့ပြောထားရပါတော့ပြီးလို့ရှိရင်စလုံးအသေးစလုံးအကြီးပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့နော်သူတို့ပြောရဲ Armatic အသုံးလုံးလေးတွေပြီးလို့ရှိရင်အဲ့လိုမျိုးလေးတွေနဲ့လုပ်ပြရမယ်ဆိုပြီးကျွန်တော်တို့ပြောထားရပါတော့အဲ့တော့ကျွန်တော်တို့ password ကိုပေးပြီးဆိုလို့ရှိရင်ကျွန်တော်တို့ next ကိုစပြီးပေးမယ်ပေါ့နော် next ကိုပေးဖို့ဒီနားလေးကိုကျွန်တော်အမှန်ချစ်ကလေးပေးပြီးတော့မှကျွန်တော်တို့ next ကိုပေါ့နော် password ကိုကျွန်တော်တို့ပေးပြီးဆိုလို့ရှိရင် next ကိုဆက်သွားပြီးပေါ့နော်တူညီတဲ့ password ကိုပေးရမယ်ပေါ့နော်ပြီးလို့ရှိရင်ဒီနားလေးမှာရှိနေတဲ့ I am not robot ဆိုတာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့စီကိုပေါ့နော်ကျွန်တော်တို့ရဲ့ Gmail တဲ့ကိုသူကနေပြီးကုတ်ကြပေးလိမ့်မယ်ပေါ့နော်အဲ့တော့ကုတ်ကိုကျွန်တော်တို့တစ်ချက်သွားယူမယ် Gmail စီမှာအဲ့တော့ဒီမှာပေါ့နော်ကျွန်တော်ကုတ်ဝင်လာပြီအဲ့တော့ကုတ်ကိုတစ်ချက်ကြည့်လိုက်ပါကုတ်က646856ပေါ့နော်ပြီးတော့ submit ကိုကျွန်တော်နှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်အကောင့်ပွင့်သွားပြီပေါ့နော် save password ပေါ့နော်အဲ့တော့ကျွန်တော် save password ကိုနှိပ်လိုက်ပဲဒါဆိုရင်အကောင့်ပွင့်သွားပြီပေါ့နော်အကောင့်ပွင့်သွားပြီဆိုဖြစ်တဲ့ကြောင့်ကျွန်တော်ကနေပြီးတော့ဒီကနေပြန်ပြီးတော့ထွက်ပေးလိုက်မယ်ပေါ့နော်ထွက်ပေးပြီးလို့ရှိရင်ကိုယ့်ရဲ့ setting တွေကိုဖုန်းရဲ့ setting တွေကိုဝင်လိုက်ပါဝင်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့က sign in to Xiaomi account ဆိုတာလေးကိုတစ်ချက်ဝင်လိုက်ဝင်ပြီးပြီဆိုလို့ရှိရင်ဒီနားလေးမှာရှိနေတဲ့ sign in using Xiaomi account ပေါ့နော်အဲ့တော့အောက်ကဟာလေးကိုကျွန်တော်နှိပ်ပေးလိုက်နှိပ်ပေးပြီးလို့ရှိရင် Sona ကကျွန်တော်အကောင့်ဖွင့်ထားတယ်ကျွန်တော်တို့ပေါ့နော် Sona အကောင့်ဖွင့်ထားတဲ့ email ကိုကျွန်တော်တို့နှိပ်လိုက်မယ်ပေါ့နော် Sona အကောင့်ဖွင့်ထားတဲ့ email ကိုကျွန်တော်နှိပ်ပြီးလို့ရှိရင် password ပေါ့နော် Sona ပေးခဲ့တဲ့ password လေးကိုကျွန်တော်တစ်ချက်ရိုက်လိုက်ရိုက်ပြီးပြီဆိုလို့ရှိရင်ဒီနားလေးကိုတစ်ချက်အမှန်ချစ်ကလေးပေးပြီးလို့ရှိရင်ကျွန်တော် sign in ကိုနှိပ်လိုက်ကျွန်တော်ပေါ့နော်ဒီဖုန်းထဲမှာကျွန်တော်တို့ login ဝင်ဖို့အတွက်ကိုလည်းကျွန်တော် email ကိုကျွန်တော်တို့ပေါ့နော်ကုတ်ထပ်ပေးလိုက်မယ်အဲ့တော့ email မှာကျွန်တော်တို့ကုတ်သွားယူမယ်ပေါ့နော် email မှာကျွန်တော်တို့ကုတ်တစ်ချက်သွားယူမယ်ကျွန်တော်ရဲ့ email မှာတစ်ခါကုတ်ထပ်ဝင်လာပြီပေါ့နော်631041 631041ပြီးတော့ submit ကိုနှိပ်လိုက်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်စင်းဝင်ပေးနေပြီเนาะကျွန်တော်တို့ကဖုန်းထဲမှာပြန်ပြီးဖုန်းရဲ့ setting ထဲမှာအကောင့်ပြန်ဝင်ရင်လည်းကုတ်တစ်ခါကြာတယ်ကျွန်တော် Chrome browser ထဲမှာအကောင့်ဖွင့်ရင်လည်းကုတ်တစ်ခါကြာတယ်ပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်လုပ်ပေးရတယ် Chrome browser မှာတော့အကောင့်သွားဖွင့်ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါဆိုလို့ရှိရင်ကျွန်တော်အကောင့်ပွင့်သွားပြီပေါ့နော်ကိုယ့်ရဲ့ Xiaomi ဖုန်းဟာဆိုလို့ရှိရင်အကောင့်ပွင့်သွားပြီပေါ့နော်ဒါအကောင့်ရဲ့ကျွန်တော် profile photo ထည့်မယ်ကိုယ့်ရဲ့ name ထည့်မယ်ပြီးလို့ရှိရင်ဒါ Xiaomi အကောင့်ရဲ့ ID လေးပေါ့နော် ID verify လေးပေါ့နော်ပြီးလို့ရှိရင် gender အမျိုးသားဒါ region ဆိုရင်မြန်မာနိုင်ငံပေါ့နော်ဒါလေးကိုကိုယ့်အကိုပြန်ပြင်ပြီးတော့ထည့်လိုက်ပေါ့နော်ဒါလေးကိုပြန်ပြင်ပြီးထည့်လိုက်ပြီဆိုလို့ရှိရင်အဆင်ပြေသွားမယ်ပေါ့နော်ဒါကတော့ကို Xiaomi ဖုန်းတစ်လုံးကိုအသုံးပြုနေပြီးတော့ကို့မှာမိအကောင့်မရှိဘူးဆိုလို့ရှိရင်အဆင်မပြေဘူးပေါ့နော်အဲ့တော့ဒီလိုမျိုးလေးကျွန်တော်တို့ပြောင်းလိုက်လို့ရှိရင်ရပါပြီအဲ့တော့ကြည့်ရှုပေးတဲ့သူတွေကိုလည်းအားလုံးကိုလည်းကျေးဇူးတင်ပါတယ်